မြို့ကလေးတစ်မြို့ရဲ့လမ်းဟောင်းလေးတစ်ခုမှာဇာယွန်းလိုအမည်ရတဲ့တာမန်ကုံစုံဆိုင်လေးတစ်ဆိုင်ရှိပါတယ်။အဲ့ဒီဆိုင်ရဲ့ဆိုင်ရှင်လေးကတော့လောကကြီးကိုစိတ်ကုန်ပြီးအေးအေးဆေးဆေးပဲနေချင်တဲ့တာမန်လူသားတစ်ယောက်ပါသူကတော့သူ့ဆိုင်ထဲကပစ္စည်းတွေကိုတာမန်လူသုံးကုန်ပစ္စည်းတွေလိုပဲထင်နေခဲ့တာဒါပေမဲ့တကယ်တမ်းကျတော့သူထင်တယ်လို့မဟုတ်ခဲ့ပါဘူး။တစ်ဖက်မှာတော့လောကတက်ဆွမ်းရင်တွေခန်းချောက်လာတာကြောင့်ကျင့်ကြံသူတွေဟာရှေ့ဆက်တိုးဖို့အခွင့်အရေးရှာမရဖြစ်နေကြပါတယ်လောကမှာအတော်ဆုံးလို့သတ်မှတ်ခံထားရတဲ့ကျင့်ကြံခြင်းအထွတ်ထိပ်ကပညာရှင်ကြီးတွေတောင်အဆင့်တက်ဖို့လမ်းစာပြောင်းနေတဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာပဲမျိုးစားမင်းရဲ့တမီးတော်နှစ်ယောက်ဖြစ်တဲ့ချိုးရွှေနဲ့ချိုးရွေတို့ညီမဟာဖခင်ဖြစ်သူအတွက်နှစ်တစ်ကူလက်ဆောင်ရှာရင်းနဲ့မတော်တဆဒီကုံစုံဆိုင်လေးတွေကိုရောက်လာခဲ့ကြပါတယ်ဆိုင်ထဲကိုခြေချလိုက်တာနဲ့ဆိုင်ထဲမှာစူးစီးနေတဲ့တန့်စင်လုံးနဲ့လောကတက်ဆွမ်းရင်တွေကြောင့်ညီမဖြစ်သူဟာလမ်းလျှောက်ရင်းနဲ့တင်ကျင့်ကြံခြင်းပစ္စမအဆင့်ကိုရုတ်တရက်ကျော်ဖြတ်နိုင်သွားခဲ့ပါတယ်ဒါတင်မကသေးပါဘူးဆိုင်ထဲကတာမန်ရှုံရုပ်လေးတွေပစ္စည်းလေးတွေမှာလည်းအခြေခံအဆင့်မြင့်မားတဲ့သူတွေပဲလုံနိုင်တဲ့စွမ်းရည်စုစည်းမှုအစီအရင်တွေရှိနေတာကိုအမဖြစ်သူကတတိထားမိသွားပြီးဒီဆိုင်ရှင်ဟာတာမန်လူမဟုတ်ပဲလောကပြင်ပကပညာရှင်ကြီးတူဖြစ်ရမယ်ဆိုတာရိပ်မိသွားပါတော့တယ်ဆိုင်ရှင်လေးကတော့ဒါတွေကိုဘာမှမသိပဲအေးဆေးစွာနဲ့ပဲဆိုင်ထဲမှာပစ္စည်းတွေအများကြီးရှိပါတယ်ဘာကိုသဘောကျလဲစိတ်ကြိုက်ရွေးပါလို့ဖော်ဖော်ရွေရွေပြောရှာပါတယ်တန်ဖိုးမဖြတ်နိုင်တဲ့ယတနာတွေကိုမြင်ပြီးအံ့ဩနေတဲ့ညီမနှစ်ယောက်ကဈေးနှုန်းမေးတဲ့အခါမှာတော့ဆိုင်ရှင်လေးကဖိုးမတန်တဲ့ပစ္စည်းလေးတွေမှုအလကားယူပါလို့ဆိုပါတယ်ဒါပေမဲ့ဒါကိုပညာရှင်ကြီးကသူတို့ရဲ့စေတနာကိုစမ်းသပ်နေတယ်လို့ထင်မှတ်ပြီးဈေးနှုန်းတစ်ခုခုသတ်မှတ်ပေးဖို့အတင်းတောင်းဆိုကြတာကြောင့်နောက်ဆုံးမှာတော့ဆိုင်ရှင်လေးကစံနှစ်ပိတာဖိုးလောက်ပဲပေးဖို့ပြောပြီးတာမန်ဓာတ်တစ်လက်ကိုထည့်ပေးလိုက်ပါတယ်တကယ်တော့အဲ့ဒီဓာတ်ဟာတာမန်ဓာတ်မဟုတ်ပဲတန်ဖိုးမဖြတ်နိုင်တဲ့ဓာတ်ရဲ့စွမ်းအားအရင်းမြစ်တွေကိန်းအောင်နေတဲ့ယတနာတစ်ပါးဖြစ်နေခဲ့တာပါဓာတ်ရဲ့စွမ်းအင်လိုင်းကိုခန်းစားမိတဲ့အမဖြစ်သူမှာအံ့ဩနေတော့တာပေါ့ညီမလေးလည်းရောက်လာပြီးမမဘာဖြစ်လို့လဲလို့မေးတော့ဒီဓာတ်ရဲ့ဝိညာဉ်စွမ်းအင်ကခံမှန်းလို့တောင်မရဘူးဆိုင်ရှင်လည်းချီးမွမ်းနေပြန်ပါပြီဒါကတာမန်ဓာတ်တစ်လက်ပါပဲလို့ပြောတော့ဒီလိုဓာတ်မျိုးကိုတော့အလကားမယူချင်ပါဘူးဆိုကတန်ဖိုးတစ်ခုသတ်မှတ်ပြီးပေးခဲ့ပါတယ်ဆိုင်ရှင်လေးကတော့ဒီလိုမိသားစုကြီးကလူတွေကတကယ်ပဲပတ်စံရှိပြီးဦးကျဲသားတွေပဲကိုပါကိုချက်တဲ့အရက်ကမှတောက်လို့အကောင်းဆုံးပဲဆိုပြီးရေရွရင်တကူတဲ့စိန်နဲ့ကြံရစ်ခဲ့ပါတယ်ညီမနှစ်ယောက်ဟာအဲ့ဒီဓာတ်ကိုယူပြီးသူတို့ရဲ့ဖခင်ကြီးစီပြန်လာခဲ့ကြပါတယ်ကြင်ကြံချင်းအထုပ်ထိပ်မှာလမ်းစပြောက်ပြီးနှစ်ပေါင်းများစွာရက်တက်နေတဲ့ဖခင်ကြီးဟာဒီဓာတ်ကိုမြင်လိုက်ရတဲ့အချိန်မှာတော့အံ့အားသင့်သွားပြီးဒါကဓာတ်ရဲ့စွမ်းအားအရင်းမြစ်ပဲငါကြင်ကြံချင်းပြည့်စုံတဲ့အဆင့်ကိုကြော်ဖြတ်နိုင်တော့မယ်လို့ဝမ်းသာအားရအော်ဟစ်မိပါတော့တယ်သမီးဖြစ်သူချိုးရီကဆိုင်ထဲမှာဒီလိုပစ္စည်းကောင်းတွေပကြီးကားတွေအများကြီးရှိသေးကြောင်းနဲ့ဆိုင်ရှင်ကလည်းတကယ်ပညာရှင်ကြီးဖြစ်ကြောင်းပြောပြတဲ့အခါမှာတော့ဖခင်ဖြစ်သူဟာပညာရှင်ကြီးရဲ့လမ်းညွှန်မှုကိုခံယူပြီးအခြေခံအဆင့်ကိုကျော်ဖြတ်နိုင်ဖို့အတွက်ဇာယွန်ကုံစုံဆိုင်ကိုကိုယ်တိုင်တွားရောက်ပြီးဂါရဝပြုဖို့ပြင်ဆင်ပါတော့တယ်။သူ့ကိုယ်သူတာမန်ကုံစုံဆိုင်ရှင်လေးလိုပဲထင်နေတဲ့ပုံအောင်နေတဲ့ပညာရှင်ကြီးနဲ့သူ့ကိုလာရောက်ဂါရဝပြုကြမဲ့ကျင့်ကြံခြင်းလောကကအထုပ်ထိပ်ပညာရှင်ကြီးတွေသူတို့ကြားထဲမှာဘလို့စိတ်ဝင်စားစရာဇလန်းတွေဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့အပိုင်းနှစ်မှာပဲစောင့်ကြည့်ပေးကြပါပြုတခါတလေကြရင်လည်းလောကကြီးမှာကိုတာမန်လူတယောက်လို့ထင်နေပေမဲ့သူတစ်ပါးမျက်စိထဲမှာတော့နတ်ဖျားတစ်ပါးလိုဖြစ်နေတတ်တဲ့အလွဲတွေရှိတတ်ကြပါတယ်အခုလဲဆိုင်ရှင်လူငယ်လေးရဲ့ဆိုင်ထဲကိုကျင့်ကြံခြင်းအထုပ်ထိပ်ကလူကြီးမင်းတယောက်ရောက်လာပြီးပတ်ဝန်းကျင်ကဝိညာဉ်စွမ်းအားတွေကိုခံစားမိပြီးအံ့ဩနေခဲ့တာပါသူကတော့ဒီဆိုင်ရှင်လေးကိုလူမသိအောင်ပုံအောင်နေတဲ့တကယ်ပညာရှင်ကြီးလို့ထင်မှတ်သွားပြီးမိသားစုရဲ့ဂုဏ်သိက္ခာတွေကိုဘေးဘက်ကမျိုးဆက်တစ်ရှောင်းလင်းရွံပါဆိုပြီးရိုးရိုးသေးသေးမိတ်ဆက်လိုက်ပါတယ်ပြီးတော့သူ့အတွက်တင့်တော်မဲ့တန်လျက်ရှိတစင်းပြသပေးဖို့တောင်းဆိုခဲ့တာပေါ့ဒါပေမဲ့ဆိုင်ရှင်လူငယ်လေးကတော့ဒါတွေဟာတာမန်ပစ္စည်းတွေပဲမို့ကြိုက်တာရွေးပါလို့အေးအေးဆေးဆေးပြောလိုက်တာပါဒါကိုအထင်ကြီးလို့နေတဲ့လူကြီးမင်းကတော့အနားမှာလိုက်ကြည့်လိုက်တာတန်လျက်တစ်ခုကိုတွေ့ပြီးအမြန်လျှောက်သွားပြီးကန်ကြည့်ရဆိုရင်ပဲစွမ်းရင်ရှိဝါတွေထွက်ပေါ်လာခဲ့ပါတယ်ဒါကငါအသေးတန်ရှာဖွေနေတဲ့တန်လျက်ပညာရဲ့အခွင့်အလမ်းပဲဆိုပြီးဆရာကြီးရဲ့ကျေးဇူးကိုတစ်သက်လုံးမမေ့ပါဘူးဆိုကတန်လျက်ကိုယူပြီးပျော်ကြီးထွက်သွားပါတော့တယ်ဆိုင်ရှင်လေးခမြမှာတော့ဟင်းဒီလူကဘလို့ဖြစ်တာလဲပစ္စည်းဝယ်ပြီးပတ်စံမပေးဘူးအလကားယူသွားတယ်ဆိုပြီးစိတ်ထဲကနေကျိန်ဆဲကြံရစ်တာပါဒါပေမဲ့လည်းမိသားစုကြီးတွေကလူတွေနဲ့ရမ်းမဖြစ်ချင်တာမို့လက်ဆောင်ပေးလိုက်တယ်လို့ပဲသဘောထားပြီးနောက်ပို့ပြီးလူမသိအောင်နေမှဖြစ်မယ်လို့တွေးနေရှာပါတယ်အဲ့ဒီချိန်မှာပဲဆိုင်ထဲကိုနောက်ထပ်လူငယ်တစ်ယောက်ရောက်လာပြန်ပါတယ်သူကတော့လောကကြီးရဲ့ထိပ်သီးပညာရှင်၃ယောက်ထဲကတစ်ယောက်ဖြစ်တဲ့ရှောင်းလင်းရွံတောင်ယူသေးရတဲ့ဒီဆိုင်ရှင်ကိုမြင်တော့ပို့ပြီးအထင်ကြီးသွားခဲ့တာပါဒီလူငယ်ရဲ့နာမည်ကတော့တန်လျက်ပညာကိုယူသွတ်တဲ့ချူရွှွန်ကျန်းဖြစ်ပြီးကိုပေါ်မှာတပြားမှမရှိပေမဲ့ဆိုင်ထဲကဂူဟုံတန်လျက်ကိုတော့မဖြစ်မနေလိုချင်နေခဲ့ပါတယ်လူငယ်လဲတန်လျက်စီကိုရှောက်သွားလိုက်ပြီးကင်ဖို့ပြင်လို့တဲ့အချိန်မှာပဲတန်လျက်ရဲ့ကျင့်ကြံခြင်းလမ်းစဉ်တွေကိုမြင်လိုက်ရပါတယ်ငါဘဝတစ်လျှောက်လုံးဒီလောင်ပြင်းထန်တဲ့ကျင့်စဉ်စွမ်းရည်မျိုးမမြင်ဘူးခဲ့ဘူးဒီတန်လျက်နဲ့သာကျင့်ရင်နောက်တစ်ဆင့်တက်ဖို့ကအလွယ်လေးပဲဒါနဲ့ပဲသူကဆိုင်ရှင်လေးကိုလာစာမလို့ပဲအလုသမားအဖြစ်ခံယူပါရစေတလားပြည့်ရင်ဒီတန်လျက်လေးပဲပေးပါလို့တောင်းဆိုလိုက်ပါတယ်ရိုးသားပုံရတဲ့လူငယ်လေးကိုကြည့်ပြီးဆိုင်ရှင်လေးကတော့ခမရလေးမှာစားစရာမရှိလို့အလုလာတောင်းနေတာပဲဆိုပြီးတနာကစားစရိတ်နေစရိတ်ငိမ့်နဲ့တလားပြည့်ရင်တန်လျက်ပေးမယ်ဆိုပြီးအလုခန့်လိုက်ပါတယ်ဒါကိုလူငယ်လေးကစိတ်ထဲကနေဟာဒီပညာရှင်ကြီးကငါ့ကိုတမင်တက်တက်စမ်းတက်ပြီးပြိုးထောင်ပေးနေတာပဲငါတော့ဒီလူကြီးရဲ့ခြေထောက်ကိုမိအောင်ကင်ထားရမယ်ဆိုပြီးတယောက်တည်းကျေနပ်လို့တွေးနေခဲ့တာပါဆိုင်ရှင်လေးကစင်ပေါ်ကပစ္စည်းတွေကိုတန်ရှင်းရေးလုပ်ဖို့ခိုင်းရင်းနဲ့အခုခေတ်လူငယ်တွေကတော့တကယ်ကိုဆွဲရှိတာပဲတာမန်တန်လျက်တစ်စင်းတည်းကိုဒီလောက်တောင်စိတ်ပါလက်ပါစူးစမ်းနေရသလားလို့တွေးတော့ရင်အလွဲထက်ထက်နဲ့ဇလန်းလေးကတော့ဆက်လက်စီးမျောနေပါတော့တယ်
ဒီအပိုင်းလေးရဲ့အစမှာတော့တိုင်းလောကရဲ့ဝါရင်တိုင်းသမားကြီးတယောက်ဟာခန်းနာတဲ့ခန်းမဆောင်ကြီးထဲမှာတရားထိုင်ရင်းဓာတ်တလက်ကိုစမ်းစစ်နေပါတယ်ထိုအချိန်မှာပဲလူလက်ပိုင်းမျိုးသားတယောက်ဟာအလွန်ထူးခြားပြီးတောက်ပတဲ့အလင်းတန်းတွေထွက်ပေါ်နေတဲ့နှက်ဓာတ်တလက်ကိုကိုင်ဆောင်ကဝမ်းသာအားရပြေးဝင်လာပြီးငါတိုင်းလောကရဲ့အဖိုးတန်ရတနာကြီးကိုရခဲ့ပြီဟဲ့လို့အော်ဟစ်လိုက်ပါတယ်ထိုမျိုးသားဟာခန်းမဆောင်လဲမှာအဲ့ဒီနှက်ဓာတ်ကိုအသုံးပြုပြီးထူးခြားဆန်းပြလာတဲ့ဓာတ်ကွက်တွေကိုကပ်ပြလိုက်တဲ့အခါဓာတ်ဆရာကြီးနဲ့ဘေးကမိန်းကလေးနှစ်ယောက်ဟာအံ့အားသင့်သွားကြပါတယ်ဓာတ်ဆရာကြီးကဒီဓာတ်ကွက်တွေဟာတိုင်းပညာရဲ့အထွတ်ထိပ်ရောက်နေပြီပဲမင်းတကယ်ကိုကံကောင်းတာပဲလို့ချီးကျူးလိုက်ပါတယ်ဒီအခါဘေးကမိန်းကလေးကဒါပေါ့ဆရာကြီးဆိုတာတကယ်ကိုလူသူမသိတဲ့တိုင်းပညာရှင်ကြီးလေသူဆိုင်ကပစ္စည်းတိုင်းဟာယတနာတွေကြီးပဲလို့ပြောပြပါတယ်ဒါနဲ့ပဲသူတို့ဟာဒီလိုထူးခြားတဲ့တိုင်းပညာရှင်ကြီးဆရာကြီးနဲ့မိတ်ဆွေဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်နောက်တစ်နေ့မှာတော့လူငယ်တစ်ယောက်ဟာမိန်းကလေးနှစ်ယောက်နဲ့အတူဆရာကြီးရဲ့လက်နက်ဆိုင်ရှိရာမြို့ကလေးစီကိုရောက်ရှိလာပါတယ်ဆရာကြီးရဲ့ဆိုင်ထဲကိုဝင်လိုက်တာနဲ့သူတို့ဟာထူးခြားတဲ့တိုင်းဝိညာဉ်စွမ်းရည်တွေကိုခံစားလိုက်ရပြီးဆရာကြီးရဲ့စွမ်းပကားကိုပိုပြီးလေးစားသွားကြပါတယ်ဆိုင်ထဲမှာတော့ဆရာကြီးရဲ့တပည့်ဖြစ်သူလူငယ်တစ်ယောက်ကတစ်တာတစ်လုံးကိုမလာပြီးဆရာကြီးကိုပေးအပ်ပါတယ်ထိုကောင်လေးကိုမြင်လိုက်ရတဲ့အခါမှာတော့မင်းကလေးနဲ့လူကျင်ဟန်တို့ကအံ့ဩသွားခဲ့ရတယ်ဒါတန်ရက်ပညာရှင်ချူရှင်ကြံ့ပဲဆရာကြီးဟာဧည့်သည်တွေကိုနှွေးထွေးစွာကြိုဆိုပြီးလာကြထိုင်ကြပါငါမင်းတို့ကိုလက်ဖက်ရည်ဖြော်ပေးမယ်ဆိုပြီးလက်ဖက်ရည်ငှက်ပေးပါတယ်ထိုလက်ဖက်ရည်ကိုခွက်ထဲငှက်လိုက်တဲ့အခါမှာတော့အံ့ဩစရာကောင်းလောက်အောင်လက်ဖက်ရည်ထဲကနေရွှေရောင်တကားတစ်ကောင်ထွက်ပေါ်လာပြီးအလွန်ထူးခြားတဲ့စွမ်းအင်တင်ကေတာတွေလင်းလက်သွားပါတယ်ဒါဟာရိုးရိုးလက်ဖက်ရည်မဟုတ်ပဲတိုင်းသမားတွေရဲ့ကျင့်စဉ်ကိုတိုးတက်စေနိုင်တဲ့တရားသိမြင်ခြင်းလက်ဖက်ရည်ဖြစ်နေတာကြောင့်လူငယ်ဟာလေးလေးစားစားနဲ့ကျေးဇူးတင်စကားဆိုလိုက်ပါတော့တယ်ဆရာကြီးကတော့အေးဆေးစွာနဲ့ပဲရိုးရိုးလက်ဖက်ရည်ပါပဲအာမနာပါနဲ့လို့နှိမ့်ချပြောဆိုခဲ့ပါတယ်ဘေးကမိန်းကလေးတွေကတော့ဆရာကြီးရဲ့နှဆိုင်လာတဲ့တိုင်းစွမ်းအားကိုစိတ်ထဲကနေတုံလုံးအံ့ဩနေကြပါတယ်လက်ဖက်ရည်တောက်ပြီးတဲ့နောက်မှာတော့လူငယ်ကဆရာကြီးကိုဆရာကြီးခင်ဗျာကျွန်တော်အဖေဟာလှန်တိုင်းပညာရှင်တယောက်ပါမကြခင်မှာအဖေရဲ့မွေးနေ့ရောက်တော့မှမို့လို့အဖေအတွက်လှန်တိုင်းရဲ့အနှစ်သာရတွေပါဝင်တဲ့ပကြီးကားတစ်ချက်လောက်ရေးဆွဲပေးဖို့တောင်းဆိုချင်ပါတယ်လို့ခွင့်ပန်ပါတယ်ဆရာကြီးကလည်းကိစ္စတည်သေးလေးပါခဏဆောင်ဆိုပြီးစက်ကူလေးကိုဖြန့်ကားစုပ်တကိုင်းပြီးပကြီးစတင်ရေးဆွဲပါတော့တယ်ဆရာကြီးစုပ်တံကိုဆွဲလိုက်တဲ့အခါမှာတော့စုပ်တံဖျားကနေရွှေရောင်လင်းနှန်းတွေထွက်ပေါ်လာပြီးအသက်ဝင်လာတဲ့ရေခဲပြင်ပေါ်ကလှန်တိုင်းသမားပကြီးကားတစ်ချက်ထွက်ပေါ်လာပါတယ်အဲ့ဒီပကြီးကားတွေကလှန်တိုင်းသမားဟာတကယ်အစ်စ်တိုင်းလှန်ကိုဝေယမ်းပြနေတယ်လို့ခံစားရစေပါတယ်လူငယ်ကပကြီးကားကိုကြည့်ပြီးဒီပကြီးကားထဲမှာစစ်မှန်တဲ့လှန်တိုင်းရဲ့အနှစ်သာရတွေပါဝင်နေတာပဲအဖေမြင်ရင်တိတ်တဘောကြမှာပဲလို့ဝမ်းသာအားရပြောပါတယ်မိန်းကလေးတွေကလည်းဆရာကြီးရဲ့နှက်သက်ကြွေတယ်လို့ထူးခြားလာတဲ့ပကြီးပညာကိုမချီးကျူးပဲမနေနိုင်ဖြစ်ကြရပါတယ်ဇလန်းရဲ့အဆုံးမှာတော့တပည့်ဖြစ်သူလူငယ်ကပြေးဝင်လာပြီးဆရာကြီးမနေ့ကဆရာကြီးယူသွားတဲ့လင်ရွှေသားအတွက်ပတ်စံပေးဖို့မေးသွားတယ်ထင်တယ်လို့လာပြောပါတယ်ဒီအခါဆရာကြီးကသူ့ကောင်းသူကုန်ရင်ငါပြောသားပဲအဲ့ဒီလူကဘာလို့ဒီလောက်မြန်ပြေးထွက်သွားရတာလဲလို့ဆိုပြီးရေမောကတပိုင်းပြီးသွားပါတယ်ဒီတပိုင်းမှာတော့ဆိုင်ရှင်ကတော်လေးသဘောကောင်းနေပါတယ်သူ့ရဲ့အလုပ်စူးစမ်းတဲ့အလုပ်သမားကောင်လေးကိုသဘောကျလုံးလို့တတ်မှတ်ထားတဲ့တလားမပြည့်ခင်ပါတယ်အဖိုးတန်တာတလက်ကိုစုလက်အဖြစ်လက်ဆောင်ပေးလိုက်ပါတယ်ဒီလိုနဲ့ဓာတ်ကိုလက်ခံရရှိသွားတဲ့ကောင်လေးဟာဆိုင်ရှင်ရဲ့အရှိမဒူးထောက်ချလိုက်ပြီးဆရာကျွန်တော်မျိုးကဓာတ်တိုင်းပညာကိုယူသွပြီးဓာတ်လန်းစဉ်ကိုဆွဲလန်းသူဖြစ်ပါတယ်ဆရာကိုဆရာအဖြစ်စီးကပ်ပေးရစီလို့ဂါရဝပြုတောင်းဆိုပါတော့တယ်ဆိုင်ရှင်လည်းလမ်းဖြာသွားပြီးနေပါဦးငါကတပည့်လက်ခံဖို့စိတ်မကူးထားပါဘူးမင်းအမြန်ထားလိုက်ပါလို့တားဆီးပေမဲ့ကောင်လေးကတော့ခေါင်းမမာနဲ့ပဲဆက်လက်တောင်းပန်နေခဲ့ပါတယ်ငါကကုန်းစုံဆိုင်ပိုင်ရှင်တာမန်လူတယောက်ပဲလေဓာတ်လန်းစဉ်အကြောင်းဘာတိမှလည်းအမြန်ထားပါလို့ဆိုင်ရှင်ကညှင်းဆိုပေမဲ့ကောင်လေးကတော့ဆိုင်ရှင်ကိုအရေးချင်းတွေကိုလှုပ်ဝက်ထားတဲ့လူစွမ်းကောင်းတယောက်လို့တစ်ထက်တလဲလဲယုံကြည်နေခဲ့တာပါဆိုင်ရှင်ခမညာစိတ်ထဲကနေသွားပြီးဒီကောင်လေးကဘာလို့ဒီလောက်တောင်စွတ်တရွတ်နိုင်ရတာလဲငါကအေးအေးဆေးဆေးပဲနေချင်တာလို့ညီးတွားရင်နောက်ဆုံးမှာတော့တပည့်အဖြစ်မဟုတ်ပဲဆိုင်မှာပဲအလုပ်သမားအဖြစ်ဆက်နေဖို့သဘောတူလိုက်ရပါတော့တယ်ကောင်လေးကလည်းနှုတ်ကသာဆရာမတင်တော့ဘူးလို့ပြောလိုက်ပေမဲ့စိတ်ထဲမှာတော့ဆရာကငါ့ကိုစမ်းသပ်နေတာသိကြတယ်ငါပို့ပြီးစူးစမ်းရမယ်တနေ့နေ့မှာဆရာငါ့ကိုတပည့်အဖြစ်လက်ခံလာမှာပါလို့ကြုံရနေခဲ့ပါတယ်တစ်ဖက်မှာတော့ချမ်းဟန်လင်းယွန်တယောက်ဝေဝါးဝါနဲ့ပတ်စံပေးဖို့မေးသွားခဲ့တာကိုသတိရနေတဲ့အချိန်ပကြီးလောကမှာကိုမော့ဆရာကြီးလို့ကြော်ကြားတဲ့မောရမ်းချန်ရောက်ရှိလာပါတယ်သူကဇယိုက်ကမာနာကြီးပြီးအခြားသူတွေကိုအထင်ကြီးလေးမရှိတဲ့အပြင်သူ့ရဲ့ပကြီးလက်ရမှသာလောကရဲ့ဂုံချက်နဲ့ထိုက်တန်တယ်လို့ယူဆထားသူပါဒါပေမဲ့အဲ့ဒီအချိန်မှာမိန်းကလေးငယ်တယောက်ကဆရာကြီးမောရဲ့ပကြီးကဘလောက်ပဲတော်တော်ဆရာကြီးရဲ့အနည်းမြင့်ထဲကတကူတော်လန်ပကြီးကားကိုတော့မမီပါဘူးအဲ့ဒီပကြီးကားကနတ်ဖျားဖန်ဆင်းထားတယ်လို့ပါပဲလို့ဝင်ပြောလိုက်တဲ့အခါမောရမ်းချန်တယောက်ဒေါသထွက်သွားပြီးအဲ့ဒီပကြီးကားကိုကြည့်ဖို့တောင်းဆိုပါတော့တယ်ပကြီးကားကိုဖြန့်ခင်းကြည့်လိုက်တဲ့တာမန်ချိန်မှာလေမောရမ်းချန်ရဲ့မျက်လုံးတွေပြူးကျဲသွားခဲ့ရပါတယ်ပကြီးကားတွေကထွက်ပေါ်လာတဲ့တရားဓမ္မတွေနဲ့နက်နဲတဲ့ဆုတ်ချက်တွေကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့ရဲ့မာနတွေအားလုံးအကြီးပြောကျသွားပြီးမျက်ရည်တွေတောင်ဝဲလာခဲ့ရပါတယ်ဒီပကြီးလက်ရာကလော်ကီအဆင့်ကိုကြော်လွန်ပြီးနတ်ဖျားအဆင့်ကိုရောက်နေပြီပဲငါတကယ်ပဲမမီပါဘူးလို့မောရမ်းချန်တယောက်အားငယ်စွာဝန်ခံလိုက်ရပါတော့တယ်နောက်ဆုံးမှာတော့အမြဲတမ်းမာနာကြီးလာတဲ့ဆရာကြီးမောတယောက်သူ့ရဲ့အမားကိုတီးသွားပြီးဒီပကြီးကားကိုဆွဲခဲ့တဲ့ပညာရှင်ကြီးစီမှာပကြီးပညာလမ်းညွှန်မှုခံယူဖို့အတွက်စိတ်အားထက်သန်စွာနဲ့မေးမြန်းရင်းဒီအပိုင်းလေးကိုရင်ခုန်စရာကောင်းစွာနဲ့အဆုံးသတ်ထားပါတယ်
အခုတိုင်းလောကမှာရဲမိသားစုရှောင်းမိသားစုနဲ့လူမိသားစုဆိုပြီး၃စုကထိတ်ဆုံးမှရှိနေတာသူတို့မိသားစုကောင်းဆောင်၃ယောက်လုံးကကြင်ကြံချင်းအစဉ်ထိတ်ဆုံးမှရှိကြတယ်ဒါပေမဲ့အခုဝိညာဉ်စွမ်းရည်တွေခန်းချောက်လာတော့အားလုံးကတက်လန်းနိုင်မဲ့အခွင့်အလမ်းတွေကိုရှာနေကြတယ်တိုင်းလောကကလည်းတဖြည်းဖြည်းမငြိမ်မသက်ဖြစ်လာနေပြီဒီကဘာကြီးကဒီလောက်တောင်အနေရများတာလားအင်အားစုအသီးသီးကတယောက်နဲ့တယောက်လူရက်တိုက်ခိုက်နေကြတာပဲတော်သေးတာပေါ့ငါကဒီဆိုင်လေးထဲမှာအေးအေးဆေးဆေးပုံနေလို့ပြဿနာလည်းမရှာဘူးမဟုတ်ရင်ငါရဲ့အုံမြင့်ချအဆင့်ကြင်ကြံခြင်းနဲ့ဆိုရင်သူများတွေရဲ့ခြေနှင်းတုံးအဖြစ်တက်ဖြတ်တာခံရတာကြားလာရောပေါ့ကဲပါတော်ပြီတိပြီဘာပဲဖြစ်ငါနဲ့မဆိုင်ပါဘူးငါကုံစုံဆိုင်လေးကိုပဲအေးအေးဆေးဆေးဖွင့်ထားလိုက်မယ်အချိန်ကိုက်မှာပဲတကားဖွင့်တန်တဲ့အတူဆိုင်ထဲကိုပညာရှင်ကြီး၃ယောက်ဝင်လာနေကြပါတယ်သူတို့အပမြင်မှာတော့အလွန်ခမ်းနားနေတာပေါ့ထိုသူတွေတဲကပညာရှင်တဦးကရှေ့ကိုထွက်လာပြီးတခင်မနေ့ကကျွန်တော်စိတ်လွတ်သွားပြီးရေခဲသားကိုယူသွားမိပေမဲ့ပတ်စံပေးဖို့မေ့သွားခဲ့ပါတယ်အမားကြီးမမိတဲ့အတွက်ဒီနေ့အထူးတောင်းပန်ဖို့လာတာပါတခင်ခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ်ဒါကဓာဖို့ပါပြီးတော့ဒါကကျွန်တော်တို့ရှောင်းမိသားစုရဲ့အမိတ်ပေးတစ်စိတ်ပြားပါနောက်မှတခင်ခိုင်းစရာရှိရင်ရှောင်းမိသားစုကအစွမ်းကုန်ကူညီပါမယ်ဒီနေ့လာတာကအကိုကြီးရှောင်းတဲ့အတူတောင်းပန်ဖို့တင်မကပဲအကူအညီတစ်ခုတောင်းခံခြင်းလို့ပါကျွန်တော်မိုးရန်ချန်ကပကြီးပညာကိုနှစ်ပေါင်းများစွာဆွဲလန်းခဲ့တာပါမနေ့ကတခင်ကြီးရဲ့မြစ်ပြင်ကငါးဖမ်းသမားပကြီးကားကိုမြင်ပြီးငါကမမိနိုင်ဘူးဆိုတာသိလိုက်ရတယ်တခင်ကြီးအနေနဲ့ကျွန်တော်ရဲ့ပကြီးပညာကိုလမ်းညွှန်ပေးဖို့တောင်းပန်ပါတယ်အမလေးဒီ၃ယောက်ကလူစုပြီးလာကြတာလားတောင်းပန်တာတွေမကဘူးဆရာပါကိုးကွယ်အောင်မလို့သူတို့ကငါ့ကိုအဲ့ဒီနယ်မြေကိုလိုက်ခဲ့စေချင်တာတိတာနေတာပဲအဲ့ဒီနယ်မြေကကြည့်ရတာအနေရများမဲ့ပုံပဲသူတို့ကငါ့ကိုအနေရထားပေးမဲ့တိုင်းဖြစ်သုံးမလို့လားဆရာအဲ့ဒီနယ်မြေထဲမှာအခွင့်အလမ်းတွေရှိတယ်ကြင်ကြံချင်းအဆင့်တက်ဖို့အခွင့်အရေးကောင်းပဲငါတို့သွားတင်တယ်ဆရာအနာမှာကပ်ပြီးဆရာကိုစောင့်ရှောက်ပေးဖို့အနေရအားလုံးကိုကာကွယ်ပေးဖို့ငါအသင့်ပါပဲဒီကောင်လေးကတော့တကယ်ကိုဒုက္ခပေးတာပဲငါကဆိုင်ထဲမှာပဲအေးဆေးနေချင်တာကိုဘသူကအနေရရှိတဲ့နေရာကိုသွားပြီးအသေးခံခြင်းမှလည်းဒါပေမဲ့အခုချိန်နေမှာဓာတ်ရိုက်ကြီးညင်းလိုက်ရင်ဒီလူတွေကိုရန်သူဖြစ်သွားစေနိုင်တယ်ရဲ့နံကဲပါတော်ပြီဆရာနဲ့ရှောက်မခေါ်နဲ့ဦးငါမင်းကိုတပည့်အဖြစ်လက်မခံရသေးဘူးအဲ့ဒီနယ်မြေကိုငါသွားမယ်ကျေးဇူးတင်ပါတယ်တခင်ကြီးကူညီပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟူဒီတော့လေအန်ကျိတ်ပြီးသွားရုံပဲပေါ့မိမိကိုအုံမြင့်ချအဆင့်လေးများသာရှိသည်ဟုထင်နေသောရဲ့နံတယောက်တိုင်းလောကကြီးတစ်ခုလုံးကိုဘလို့ခြောက်ခြားစေဦးမလဲဆိုတာစောင့်ကြည့်ပေးကြပါအောင်ဗျတိုင်းလောကအထွတ်ထိပ်ပညာရှင်ကြီး၃ဦးဟာဆိုင်ရှင်ကိုအယူသေးပေးပြီးပြန်သွားကြပါတယ်ဆိုင်ရှင်ကလူငယ်ကိုကြည်ရင်မင်းယူနေတာလားဘသူကငါကိုစားလှုပ်ဝက်နယ်မြေကိုသွားဖို့သဘောတူခိုင်းလို့လေအဲ့ဒီနေရာကဘလောက်အနေရများလဲဆိုတာမင်းသိရလားလို့မေးလိုက်ပါတယ်ကျွန်တော်ထင်တာကဆရာလှုပ်ဝက်နယ်မြေကိုသွားပြီးအခွင့်အရေးရှာခြင်းနဲ့ထင်လို့ပါပြီးတော့ဆရာရဲ့ကြင်ကြံမှုအဆင့်ကမြင်မာတော့လှုပ်ဝက်နယ်မြေကဆရာအတွက်ဘာမှမဟုတ်ဘူးမလားမင်းကတော့လေဆရာကထူးခြားတဲ့ပညာရှင်ကြီးဖြစ်တာထင်ရှားနေတာကိုလှုပ်ဝက်နယ်မြေကိုကြောက်တဲ့ပုံစံဟန်ဆောင်နေသေးတယ်တရုတ်ဆောင်တာတိတ်ပြီးပြင်တာပဲကျွန်တော်ကဆရာကိုလိုက်ရောပေးုံတင်မှာဘာလို့တကယ်စိတ်ဆိုးသွားရတာလဲမင်းကငယ်လုံးသေးတယ်မင်းကိုနည်းနည်းလောက်ညာပြောလိုက်တာကိုတကယ်ထင်နေတာလားအဲ့ဒီလူတွေကတိုင်းလောကကအာနာရှိတဲ့သူတွေသူတို့ငါတို့ကိုဖိတ်တာကဘာအတွက်လဲဒါပေမဲ့အသက်ရှင်ဖို့အတွက်အပြည့်အဝပြင်ဆင်ထားရမယ်တကယ်ကြီးအမြောက်စာဖြစ်မခံနိုင်ဘူးအသက်ရှင်ဖို့ကသာအရေးကြီးဆုံးပဲကဲကြောင်မနေနဲ့တော့သွားမှာဖြစ်တဲ့အတွက်အသက်ဘေးကကာကွယ်မဲ့ပစ္စည်းတွေပြင်ဆင်ရမယ်အလကားတေလို့မဖြစ်ဘူးတပည့်အမိတ်နာခံပါမယ်ဆရာဘာရှာခြင်းလို့လဲတပည့်ကူရှာပေးပါမယ်ဒီရက်တောင်ကိုမင်းယူထားလိုက်ရောက်မဲ့နေရာမှာအသုံးဝင်နိုင်တယ်ဟုတ်ကဲ့တပည့်တေချာသိမ်းစီထားပါမယ်ဘယ်တော့မှရှောက်မသုံးပါဘူးဟာဒီရက်တောင်ကရိုးရိုးပစ္စည်းမဟုတ်ဘူးပဲပြင်းထန်တဲ့လေးလိုင်းစွမ်းအားတွေပါဝင်နေပြီးစွမ်းရင်သားသွားတွေကိုတောင်ထုတ်လွှတ်နိုင်တဲ့ဆရာကငါ့ကိုကွယ်ရာကနေကူညီပေးနေတာပဲငါရဲ့ဉာဏ်ပညာကိုတမင်စမ်းသပ်နေတာကြည်ပြအနေငယ်ကတော့ရိုးရိုးအဆောင်များတွေပဲကိုပေါ်မှာစောင့်ထားရင်ဒဏ်ရာအသေးဖွဲတွေကိုကာကွယ်ပေးနိုင်တဲ့အနားမှာပဲစောင့်ထားပြောင်းမသွားစေနဲ့တပည့်မှတ်သားထားပါမယ်ဆရာရဲ့ဂရုစိုက်မှုအတွက်ကျေးဇူးတင်ပါတယ်လှုပ်ဝက်နယ်မြေတွေရောက်ရင်မင်းကအနားမှာပဲနေရမယ်ရှောက်မပြေးရဘူးအနေရတွေ့ရင်ငါ့ကိုကာကွယ်ပေးရမယ်ကြားလားတပည့်သိပါပြီဆရာကိုတေချာကာကွယ်ပေးပါမယ်ဆရာကတိတ်ချစ်ဖို့ကောင်းတာပဲထူးချွန်တဲ့ပညာရှင်ကြီးဖြစ်နေပြီးတော့အားနဲ့သူလိုဟန်ဆောင်နေသေးတယ်စိတ်ချပါဆရာတပည့်ကဆရာရဲ့ဒီပြဆက်မှာတေချာလိုက်ဖက်အောင်တရုပ်ဆောင်ပေးပါမယ်ဒါကတော့ရိုးရိုးဒဏ်ရာကူဆေးပဲအထဲမှာဆေးလုံး၃လုံးပါတယ်ဒဏ်ရာရရင်တစ်လုံးတောက်ဒဏ်ရာကိုမြန်မြန်တက်တာစေနိုင်တယ်မဖြုံးတိနဲ့တပည့်နားလဲပါပြီမဖြုံးတိပါဘူးကျေးဇူးတင်ပါတယ်ဆရာဟူတော်သေးတာပေါ့ချစ်ဆန်းချင်းလို့အရှိန်ဝါရှိတဲ့သူရှိကကာကွယ်ပေးဖို့ရှိနေလို့အနေရနဲ့ကြုံရင်တော့အဆင်ပြေပြေလွတ်မြောက်နိုင်မှာပါဟာဒီရပိုင်းရှောက်မပြေးနဲ့ဆိုင်ထဲမှာပဲနေပြီးအားမွေးထားလှုပ်ဝက်နေမြေရောက်ရင်ငါ့ကိုတေချာကာကွယ်ရမယ်တပည့်အမိတ်နာခံပါမယ်ဒီရပိုင်းဆိုင်ထဲမှာပဲတေချာနေပါမယ်ဘယ်မှရှောက်မပြေးပါဘူးမင်းဒီမှာခဏဆောင်ငါပစ္စည်းကောင်းတစ်ခုတွားယူလိုက်အောင်မယ်လို့ပြောပြီးနောက်ဖေးသို့တွား၍ချက်ဝတ်တန်စာယူလာသည်ဒီချက်ဝတ်တန်စာကငါပတ်စံအများကြီးပေးပြီးဝယ်ထားရတာဒါကပစ္စည်းကောင်းပဲအသက်ဘေးကကာကွယ်ပေးနိုင်တဲ့အကောင်းစားပစ္စည်းပဲဆရာဒါကတကယ်တော့ရှေးဟောင်းပစ္စည်းတစ်ခုပါတကယ်ကိုတန်ဖိုးကြီးပါတယ်ဒါပေမဲ့အသက်ဘေးကာကွယ်ဖို့တော့မဟုတ်တော့ဘူးရှေးဟောင်းပစ္စည်းတန်ဖိုးကြီးတယ်ဟုတ်လားရှေးဟောင်းပစ္စည်းဖြစ်နေမှာတော့ငါတေချာသိမ်းထားရမယ်တန်ဖိုးတက်လာနိုင်တာပဲတကယ်မယုံဘူးအိမ်အပြည့်ရှိနေတဲ့ကံကောင်းစေတဲ့ပစ္စည်းတွေကိုဆရာကလုံးဝဂရုမစိုက်ပဲဒီလိုတာမန်ရှေးဟောင်းပစ္စည်းတွေကိုကြာမှဘာလို့ဒီလောက်စိတ်ဝင်စားနေရတာလဲဒါကပဲပညာရှင်ကြီးတွေရဲ့ထူးခြားတဲ့ဝါသနာဖြစ်နေမလား